အဲ့တော့ငလင်လှုပ်တဲ့နေရာဒီနေရာမှာဒါကို hypocenter လို့ခေါ်တယ်သူ့ရဲ့အထက်တတိယနေရာကို epicenter လို့ခေါ်တယ်ဒီကနေဖြစ်သွားတဲ့အကွဲအကြောင်းကို fault plane လို့ခေါ်တယ်ဒါ dip angle လို့ခေါ်တယ်ဒီမှာရှိနေတဲ့ဟာ observation station ကနေဒီကိုတိုင်းထားတဲ့ဟာကို epicentral distance လို့ခေါ်တယ်ပြန်ဒါ focal depth အဲ့တော့ focal depth တွေကမိုင်40အောက်ဆိုလို့ရှိရင်သူ့ကို shallow earthquake လို့ခေါ်တယ်မိုင်40ကနေပြီးတော့မိုင်190ဆိုလို့ရှိရင် intermediate earthquake လို့ခေါ်ပြီးတော့မိုင်450ကနေပြီးတော့အထက်ဆိုလို့ရှိရင်တော့ deep earthquake လို့ခေါ်တယ်ကမ္ဘာမြေကြီးမှာဒီ earthquake တွေဘာကြောင့်ဖြစ်လဲဆိုတဲ့အခါကျတော့ဒီ rock တွေက energy ကို store လုပ်ထားတယ်ကမ္ဘာမြေကြီးအောက်မှာရှိနေတဲ့ rock တွေက energy ကို store လုပ်ထားတယ်အဲ့ဒီ energy ကို store လုပ်ထားပြီးတော့တစ်ချိန်မှာသူကပေါက်ကွဲပြီးတော့ဒီ rock တွေကသူ့ရဲ့ ultimate strength ကိုကျော်သွားတဲ့အခါမှာ rock တွေကအစိမ့်စိမ့်မှာပေါက်ကွဲပြီးတော့ဒီမြေကြီးရဲ့လှုပ်ခတ်မှုဖြစ်ပေါ်တယ်အဲ့တော့ဒီမှာHooke law ရ sigma equal to E epsilon ဆိုတာ strain E ဆိုတာကြတော့ elasticity sigma ကြတော့ stress အဲ့တော့ energy ကကြတော့ kinetic energy ဆိုလို့ရှိရင် sigma epsilon by 2အများဆုံး earthquake ဖြစ်တဲ့နေရာတွေက Pacific Ocean ရဲ့ကမ်းရိုးတန်းတစ်လျှောက်မှာဖြစ်တာများတယ်အဲ့တော့ဒီနေရာကို ring of fire လို့ခေါ်တယ် ring of fire ထဲမှာဘာတွေပါလဲဆိုလို့ရှိရင်North America South America Atlantean Island တွေရဲ့ Japan ရဲ့ Southeast Asia ရဲ့ Australia တွေဆိုပြီးတော့ပါဝင်တယ်ဒီ concern ဒီမှာဘာဖြစ်လို့အဓိကထားပြီးဖြစ်လဲဆိုတဲ့အခါကျတော့ plate tectonic theory အရဖြစ်တာအဲ့တော့ plate တွေဟာတစ်ခုနဲ့တစ်ခုကမ္ဘာမြေကြီးကအများနဲ့ရွေ့ရှားနေတယ်ဒီတိုက်ကြီး9တိုက်ကအများနဲ့ရွေ့ရှားနေတယ်ရွေ့ရှားပြီးပုတ်တိုက်ပြီးတော့တစ်ချိန်မှာ energy တွေ store လုပ်ပြီးတော့သူတို့ကတစ်ချိန်မှာအားကောင်းတဲ့ငလျင်တွေဖြစ်တယ်အဲ့တော့အားကောင်းတဲ့ငလျင်တွေမဖြစ်ဖို့ကြာဖို့အချိန်ကအရန်ကိုကြာတယ်ဒီငလျင်ဖြစ်ဖို့အတွက်သူတို့ရွေ့ရှားပြီးတော့တွန်းတိုက်ပြီးတော့ဖြစ်ပေါ်လာအချိန်ကအရန်ကိုရှည်ကြာတယ်ပြီးတော့တချို့နေရာတွေမှာဆိုလို့ရှိရင်တောင်ကုန်းတွေတွေ့ရမယ်ဒါဟာ plate tectonic theory ရ plate တွေကတစ်ခုနဲ့တစ်ခုတိုးရင်တိုင်ရင်နဲ့တောင်အဖြစ်ကိုရောက်ရှိလာဒီလိုတောင်ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်သူတို့ဒီနေရာမှာငလျင်မောင်းများစွာဖြစ်ခဲ့ပြီးသားဖြစ်တယ်လွန်ခဲ့သောတစ်ပေါင်းများစွာငလျင်မောင်းများစွာကိုတိုက်ခဲ့ပြီးသားဖြစ်တယ်နောက် submarine trenches တွေရှိမယ် submarine trenches တွေဆိုတာကမ္ဘာမြေကြီးရဲ့ plate tectonic theory အရဒီအလဲကောင်မှာဖြစ်နေတဲ့ကိုးရယ်နောက်တစ်ခုကကြတော့ဒါအရန်ကိုပူတဲ့ချော်ရည်အပိုင်းဖြစ်တယ်ပြီးတဲ့အခါမှာ zone of transition ဆိုတာရှိတယ်ဒီမှာ mantle ဆိုတဲ့ကျောက်ပူတွေရှိမယ်ရိုးရိုးမြေကြီးတွေရှိမယ်အဲ့တော့သူ့ကိုငလျင်လှုပ်လိုက်တဲ့အခါမှာဒီ oceanic crust တွေကအောက်ကိုကျသွားပြီးတော့ oceanic crust mantle တွေကအောက်ကိုကျလာမယ် continental crust တွေကအပေါ်ကိုတက်လာမယ်အဲ့ခါမှာဒီနေရာမှာ deep trench ဖြစ်လာမယ်ဒါကို submarine trenches တွေလို့ခေါ်တယ်
seismic sea wave seismic sea wave ဆိုတာ tsunami လိုဟာမျိုးကိုပြောတာပါအဲ့တော့ဒီမှာပင်လယ်ရှိတယ်ဒီအောက်မှာ ridge ရှိတယ်ဒီ plate နှစ်ခုဆက်ထားတဲ့နေရာရှိတယ်အဲ့တော့ plate တက်တိုးနေ theory က plate တွေဟာရွေ့ရှားနေတယ်ဒီလိုရွှေ့တယ်နောက်တစ်ခုကဒီလိုရွှေ့တယ်သူက tsunami ဖြစ်စေတဲ့ plate ပုံစံကရွေ့တဲ့ပုံစံကအပေါ်အောက်အထက်အောက်ရွှေ့တာဖြစ်တယ်ဘေးတိုင်းမဟုတ်ဘဲနဲ့အထက်အောက်ရွှေ့တာအဲ့တော့ဒီဘက်ချမ်းက plate ကအပေါ်ကိုတက်ပြီးတော့တစ်ဖက်ချမ်းဟာအောက်ကိုကျသွားတယ်အဲ့ဒါကို तू ကဘာခေါ်လဲဆိုလို့ရှိရင်normal fault လို့လည်းခေါ်တယ်နောက် reverse fault လို့လည်းခေါ်တယ်နောက် left lateral normal fault left lateral reverse fault အဲ့ဒီတွေက၄မျိုးတွေကတစ်ခုဖြစ်နိုင်တယ် tsunami ကိုဖြစ်စေတဲ့plate ရွေးရှားမှုကဒီလိုမြစ်ကျန်းငင်ရဲ့အောက်တနေရာမှာဒီလိုသာဖြစ်သွားမယ်ဆိုလို့ရှိရင်တစ်ခုက plate တစ်ခုကပေါ်တက်ပြီးတော့ plate တစ်ခုကအောက်ကိုကျသွားမယ်ဆိုတဲ့အခါမှာရေတွေကဘယ်လိုဖြစ်သွားလဲဆိုတော့ရေပြင်ကြီးအောင်လိုက်ရှာတယ်ရေပြင်ကအမြဲတမ်းhorizontal ဖြစ်အောင်လိုက်ပြီးတော့ရေချိန်ကြိုက်တယ်ဆိုအမြဲတမ်းရေရဲ့သဘောတရား horizontal plane ကိုလိုက်ရှာတယ်လိုက်ရှာရင်နဲ့ तू ကဒီရေတွေကလှိုင်းလုံးအဖြစ်နဲ့ကမ်းခြေကိုရောက်သွားတယ်အဲ့ဒီ wave တွေ travel အဲ့ဒီလှိုင်းလုံးတွေ travel ဖြစ်တဲ့နှုန်းကတနာရီကိုမိုင်900နှုန်းနဲ့သွားတယ်အဲ့တော့စီးကနေကမ်းခြေကိုရောက်ဖို့အတွက်ဆိုလို့ရှိရင်တနာရီလောက်ကြာမယ် perhaps only 1 feet တပေလောက် height ရှိမယ်ဒါပေမဲ့မိနစ်ပိုင်းအတွင်းမှာပဲ9မိနစ်သို့မဟုတ်မိနစ်60အတွင်းမှာပဲသူတို့ရဲ့လှိုင်းလုံးတွေရဲ့အမြင့်ကလုံးဝ unpredictable ခံမှန်းလို့မရအောင်ဖြစ်လာတယ်အဲ့တော့ wave velocity တွေလျော့သွားတာနဲ့အမျှ wave height တွေကလည်းကြီးလာမယ်အဲ့တော့ velocity ဒီကမ်းခြေကိုရောက်လေသူ့ရဲ့အားတွေကြောင့် wave velocity ကနေသွားတယ်ဒါပေမဲ့ energy ကမကုန်တဲ့အတွက်ကြောင့်မလို့ wave height တွေကအရန်ကိုကြီးသွားတယ်အဲ့တော့ wave height တွေကဘယ်လောက်ထိကြီးနိုင်လဲဆိုရင်50 feet in height ထိကြီးနိုင်တယ်အဲ့ဒီ wave တွေကကမ်းခြေကိုရောက်တဲ့အခါမှာ enormous destruction တွေအများကြီးဖြစ်လာတယ်ကမ်းခြေမှာရှိတဲ့အိမ်တွေကားတွေအကုန်လုံးကိုတိုက်စားပြီးတော့ထွက်သွားတယ် rapid surge တွေဖြစ်နေပြီးတဲ့အခါမှာရေနဲ့အတူပြန်ပြီးတော့ကမ်းနဲ့ပင်လယ်ထဲကိုပြန်ပြီးတော့ဆွဲသွားမယ်အဲ့ဒါကို seismic sea wave သို့မဟုတ် tsunami ဂျပန်လို tsunami လို့ခေါ်တယ် tidal wave တွေလို့လည်းခေါ်တယ်အဲ့တော့ fault ဆိုတာကကြတော့ဒီကမ္ဘာမြေကြီးရဲ့အကွဲကြောင်းကိုခေါ်တာပါအဲ့ဒီအကွဲကြောင်းတွေကcrustal block တွေ horizontally in one direction သူကဒီ fault တွေကဒီဘက်ချမ်းမှာရှိတဲ့မြေကြီးနဲ့ဒီဘက်ချမ်းမှာရှိတဲ့မြေကြီးကြားမှာရှိနေတာအကွဲကြောင်းဖြစ်နေတယ်ဒါဘာကြောင့်လဲဆိုလို့ရှိရင်ဒီမြေကြီးနှစ်ခုကတက်တန်းမတူတဲ့မြေကြီးနှစ်ခုစုံထားတဲ့နေရာမှာသူတို့ကတက်တိုးနေ theory ကရွေ့ရှားပြီးတော့ဒီအကြောင်းတွေဖြစ်လာတယ်အဲ့ဒီအကြောင်းတွေကဘယ်တော့မှငြိမ်မနေဘူးသူကရက်လည်းမတော်ငြိမ်နေလည်းမနေဘူးသူကဆက်ပြီးတော့ရွေ့ရှားလာတယ်ရွေ့ရှားနေတယ်ပေါ့အဲ့ဒီ fault တွေဥပမာပြောမယ်ဆိုလို့ရှိရင်ဒီ San Andreas fault San Andreas fault ဆိုတဲ့ fault ကို Google မှာရိုက်လိုက်လို့ရှိရင်သူဓာတ်ပုံကျလာလိမ့်မယ်အဲ့ဒီ fault ကမျက်စိနဲ့သူက Google Earth ကနေရှာလိုက်လို့ရှိရင်လည်းတွေ့နိုင်တယ် San Andreas မျက်စိနဲ့မြင်လို့ရတယ်အဲ့ဒီ fault ကအရန်ကိုရှည်တယ်ဘယ်လောက်ထိ display ဖြစ်နေလဲဆိုရင်21ပေလောက် ground ကြီးက21ပေလောက် display ဖြစ်နေတယ်အဲ့ဒီ San Andreas fault ကဘယ်မှာရှိလဲဆိုရင် Northern California မှာရှိတယ်နောက်တခြား fault တွေလည်းရှိတယ်အဲ့တော့ဒီ fault တွေဖြစ်တဲ့ပုံစံ type of faultဒါကို food wall လို့ခေါ်တယ်ဒါမြေကြီးပုံမှာဒါကိုမြေကြီးပုံဆွဲထားတာဒီဘက်ချမ်းဟာ food wall ဒီဘက်ချမ်းဟာ hanging wall
အဲ့တော့ဘေးတိုက်ဒီလိုရွေ့တာလည်းရှိတယ်အထက်အောက်ရွေ့တာလည်းရှိတယ်နောက်ဘေးတိုက်ကောအထက်အောက်ကောရွေ့တာလည်းရှိတယ်ပေါ့နော် Ford ပုံစံကြီးอ่ะဘေးတိုက်ရွေ့မယ်ဆိုလို့ရှိရင် left lateral Ford အထက်အောက်ရွေ့မယ်ဆိုရင် normal Ford ပြီးတော့ဒီ foot wall ကမရွေ့ဘဲနဲ့hanging wall ရွေ့သွားမယ်ဆိုလို့ရှိရင်ဒါ reverse Ford ပြီးရင်အထက်ကောအောက်ကောပြိုင်လူရွေ့မယ်ဆိုလို့ရှိရင် left lateral normal Ford သို့မဟုတ် left lateral reverse Ford လို့ခေါ်တယ်နောက် earthquake ပုံစံမျိုး creep ဆိုတာလည်းရှိတယ် creep ဆိုတာကကြတော့ earthquake လောက်မပြင်းဘူးသူကနည်းနည်းလေးလှုပ်တဲ့သဘောပါ continuous သို့မဟုတ် intermittent movement without noticeable earthquake ကို creep လို့ခေါ်တယ်အဲ့တော့ creep တွေကဘယ်နေရာတွေမှာဖြစ်နေလဲဆိုရင်ဒီ San Andreas Fault နဲ့မနီးမဝေးမှာဖြစ်နေတဲ့ Hayward တို့နောက် Calaveras တို့အဲ့မှာမြေကြီးကငြိမ်မနေဘူးဒီ San Andreas Fault တစ်လျှောက်မှာဒီနေရာတွေကရှိတယ်အဲ့နေရာတွေမှာဆိုရင်အများနဲ့လှုပ်နေတယ်အဲ့ဒါကို creep လို့ခေါ်တယ်သူကဘလို့သွားနေလဲဆိုရင်2 inch per year သူ့ရဲ့နှစ်က seismic wave အဲ့တော့ seismic wave တွေမှာseismic wave တွေ2မျိုးရှိတယ်ဒါကကြတော့ P wave နောက် S wave P wave ဆိုတာကကြတော့ compression wave ကိုပြောတာနောက် relay wave ဆိုတာလည်းရှိတယ် relay wave ကကြတော့ S wave နဲ့တူတယ်အဲ့တော့ P wave ရဲ့ velocity ကိုလည်းတွက်လို့ရတယ်အဲ့ထဲမှာအများဆုံးအပြင်းဆုံးကအပျက်စီးအများဆုံးကကြတော့ P wave ကြောင့်ဖြစ်တာ P wave ဆိုတဲ့ compression wave ကြောင့်ဖြစ်တာသူကအရောက်မြန်တယ်ပြီးတော့ S wave shear wave ကြောင့်လည်းဖြစ်တယ်သူကလည်းအရောက်မြန်တယ်သူကလည်းအပျက်စီးများတဲ့အထဲမှာပါဝင်တယ် Rayleigh wave ကကြတော့သူကပေါ်ကျင်မှလည်းပေါ်တယ်တခါလေချိုးအကွိတ်တွေမှာဆိုလို့ရှိရင်မပေါ်ဘူးပေါ့အဲ့တော့ S wave က P wave တက် slowly သွားတယ်ဒီ S wave ကနှင်းသွားတယ်S wave တွေကကြတော့ energy ကပို့ပြီးတော့များတယ် P wave ထက်ပြီးတော့လေသူက structural damage ကို P wave ထက်ပို့ပြီးတော့ဖြစ်စေတယ် P wave ကလည်း structural damage ကိုဖြစ်စေတယ်